မဲမင်္ဂလာပါကျွန်တော်ကတော့ဦးမျိုးတက်နိုင်ပါမြန်မာနိုင်ငံသားများဗန် MCB ဘက်မှာ Deputy Chief Executive Officer နဲ့တာဝန်ထမ်းဆောင်နေပါတယ်ကျွန်တော်တို့ဒီနေ့တက်ဆက်မဲ့စီစဉ်လေးရတော့ Finance for Life တော်ရှိုးစီစဉ်လေးဖြစ်ပါတယ်ဒီစီစဉ်ကတော့အများပြည်သူအတွက်ငွေစုဆောင်းခြင်းချင်းငွေရယူခြင်းနဲ့အာမခံအတွက်ဘူးတုဒရရှိအောင်တင်ဆက်ပေးတဲ့အစီအစဉ်လေးဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဒီစီစဉ်မှာပါဝင်ဆွေးနွေးမဲ့ဆမ်မာကြီးနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာဆီယမဒေါ်လက်လက်ဝင်ဟာဗန်တိုင်းစီမံခန့်ခွဲမှုနဲ့အာမခံနယ်ပယ်မှာဆယ်စုနှစ်သုံးခုမကတွေ့ကြုံရှိပြီးလက်ရှိမှာတော့ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ NGO တွေအတွက်ရင်းနှီးမြှုပ်နှံမှုငွေကြေးထောက်ပံ့မှုဆိုင်ရာအကြံပေးတာတွေအပြင်ပြည်တွင်းပြည်ပစင်းစင်းလုပ်ငန်းတွေကိုလည်းတက်ကြွစွာလှုပ်ဆောင်နိုင်ရုံသာမက IFRS နဲ့အစစ်မစ်စင်းကလုပ်ငန်းကိုဝင်မဲ့သူတွေအတွက်လည်းလက်တွေ့သုံးချလေ့ကျင့်မှု on the job training တွေကိုကိုယ်တိုင်ကိုယ်ကျသင်ကြားပေးနေသူဖြစ်ပါတယ်မင်္ဂလာပါဆမ်မာဒေါ်လက်လက်ခင်ဗျာပထမဆုံးအနေနဲ့လွယ်ကူထိရောက်ပြီးလူတိုင်းလက်တွေ့ကြကြအသုံးပြုနိုင်တဲ့ငွေစုနှင်းနဲ့ဘတ်ဂျက်စီမံခန့်ခွဲနည်းတွေကိုရှင်းလင်းပြောကြားပေးပါအောင်ခင်ဗျာတစ်ဆက်တည်းမှာပဲအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်မှရှိတဲ့အခြေခံစိတ်နေသဘောထား mindset ကဘာတွေဖြစ်မလဲခင်ဗျာဟုတ်ကဲ့လူတူးစီတယောက်စီပဲဖြစ်ဖြစ်ပေါ့နော်စီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ဖြစ်ငွေစုဆောင်းခြင်းဆိုတာတကယ်လိုအပ်ပါတယ်အဲ့တော့လူတူးတယောက်စီမှာပထမဆုံးပြောရရင်သူ့ရဲ့ဘတ်ဂျက်ကိုဘယ်လိုစီမံခန့်ခွဲမလဲလို့ပြောလို့ရှိရင်အခု50-30-20 rule လို့ခေါ်တဲ့ဟာလေးကိုတစ်ချက်အရင်ရှင်းပြခြင်းနဲ့ပေါ့နော်အဲ့တော့လူတွေကသူတို့ရတဲ့ဝင်ငွေရဲ့ 50% ကိုသူတို့လက်ရှိနေတတူဝသုံးစွဲနေတဲ့အသုံးစရိတ်တွေမှာသုံးစွဲဖို့စီမံတဲ့နဲ့ဘတ်ဂျက်တစ်ခုရေးဆွဲတဲ့နဲ့ပေါ့နော်ကိုယ့်ရဲ့ဝင်ငွေကဘလောက်အသုံးစရိတ်ကဘလောက်ဆိုတာလူတိုင်းကသိတဲ့နဲ့ငွေစုဖို့လို့ပြောလို့ရှိရင်ကိုကအသုံးစရိတ်နဲ့ဝင်ငွေမသိလို့မရပါဘူးဒါဆိုရင်အသုံးစရိတ်ကို control လုပ်ခြင်းအားလည်းဝင်ငွေတစ်မျိုးဖြစ်တယ်ဆိုတာကိုလည်းသတိထားရပါမယ်အဲ့တော့နောက် 30% အနေနဲ့ကတော့သူတို့လိုချင်တဲ့အရာလေးတွေသူတို့ရဲ့လူနေမှု standard အတွက်ကိုယ့်ရဲ့စိတ်ပျော်ရွှင်မှုအတွက်သုံးစွဲဖို့ဘတ်ဂျက်ရေးဆွဲတဲ့နဲ့ကျန်တဲ့ 20% ကိုတော့ငွေစုဆောင်းခြင်းအတွက်နောက်အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမှုအတွက်စဉ်းစားသင့်ပါတယ်ဒါဖြစ်ရင်အဲ့ဒီ50-30-20 rule မှာသူကရတဲ့ဝင်ငွေကိုသူတခါတဲ့ဘဏ်ထဲကိုထည့်တင်တာပေါ့ဘဏ်ထဲကို saving ထဲကိုရောက်ပြီးလို့ရှိရင် saving အကောင့်မှာလည်းသူတေချာစီမံခန့်ခွဲရမယ်အဲ့တော့ဘဏ်ထဲမှာရောက်သွားလို့ရှိရင်သူ့ရဲ့ခုန 50% လို့သူခွဲခြမ်းစိတ်ဖြာလိုက်တဲ့ဘတ်ဂျက်လေးရဲ့ပတ်စံကိုဘယ်အကောင့်နဲ့ထည့်ရင်ကောင်းမလဲလို့သူကစဉ်းစားသင့်တယ်ဒါဆို MCB ဘက်မှာဆိုရင်အကောင့်အမျိုးအစားတွေအများကြီးရှိတယ် saving အကောင့်ရှိမယ်သူ့ရဲ့ flexi core deposit အကောင့်ရှိမယ်နောက်တစ်ခါ time deposit အကောင့်တွေရှိတယ်ဒါပြင်အဲ့ဒီခုန 50% တို့ 30% တို့သူနေတတူကအသုံးစရိတ်အတွက်သူခံမှန်းလိုက်တဲ့လစာ10သိန်းရတဲ့လူက9သိန်းကိုဒီလသူသုံးမယ်လို့ခံမှန်းတယ်သူ့ရဲ့အသုံးစရိတ်နောက်တစ်ခါ3သိန်းကိုသူလိုအပ်တဲ့အရာလေးသူ့ရဲ့ဘဝတိုးတက်ကြောင်းတဲ့သင်တန်းတက်မှာတွေဒါဆိုရင်အဲ့ဒီငွေ8သိန်းကိုအဝင်အထွက်လုပ်နေမှာဖြစ်တဲ့အတွက် flexi core deposit account ကိုသူထည့်တင်တာပေါ့ထည့်လို့ရှိရင်အဲ့ flexi core deposit account ဟာအများဆုံး 7% ထိအတိုးပေးတယ်ပြီးတော့ကျန်တဲ့ 20% ဆိုတဲ့ဟာကိုသူဟာ saving account နဲ့ကိုထည့်တင်တယ်saving account ကလရဲ့ပထမလဆန်း၄ရက်နေ့ထိအောင်သူကထည့်လို့ရတယ်ဒါဆိုရင်တစ်လအတူတစ်လချင်းတွက်တယ်ပြီးရင်3လတစ်ခါပေါင်ပေးတယ်ဒီလိုဆိုရင်သူက compound interest ကိုရပြန်တယ်အတိုးပေါ်အတိုးဆင်းပြီးတော့ထပ်ရပြန်တယ်ဒါဆိုအဲ့ဒီလို saving တွေကနေမှထွက်ပေါ်လာတဲ့အတိုးနှုန်းတွေကနေပြီးတော့ကိုဟာအလုပ်လုပ်နိုင်တဲ့အချိန်မှာပုံမှန်ဝင်ငွေရတာတော့မှန်တယ်အလုံးမလုံးနိုင်တော့အခြေအနေရောက်ခဲ့လို့ရှိရင်ဘာလို့ဝင်ငွေရအောင်ဖန်တီးမလဲဆိုတဲ့ရင်းနှီးမြှုပ်နှံမှု investment ကိုသူစဉ်းစားတဲ့နေဆိုဒီရရတဲ့ saving တွေကရလာတဲ့အတိုးတွေခုန flexi core deposit တွေရတဲ့အတိုးတွေဟာသူ့ရဲ့ရင်းနှီးမြှုပ်နှံမှုအကြောင်းအရာကိုကြဲကြဲပြန့်ပြန့်ဒီချေတို့ဆွေးနွေးရင်းနဲ့ဘလို့မြှုပ်နှံမလဲဆိုတာကိုသူသိရှိလာအောင်ဒီချေတို့လှုပ်ဆောင်ရမယ်ပေါ့နော်နောက်တစ်ခုက
လူတဦးချင်းမှာတောင်မှဒီလိုမျိုးဘဝကို handle လုပ်တဲ့အခါမှာဘဝတစ်ခုကိုဖြတ်တန်းတဲ့အခါမှာရေရှည် long term standard အဆင့်အတန်းတစ်ခုအနေနဲ့ရပ်တည်ဖို့အတွက်ကိုကောင်းကောင်းစီမံခန့်ခွဲဖို့လိုသလိုစီးပွားရေးလုပ်ငန်းမှာလည်းအရေးကြီးဆုံးအချက်က budget ရေးဆွဲခြင်းပဲကိုယ့်ရဲ့လုပ်ငန်းမှာဘလောက်ဝင်ငွေရှိပြီးဘလောက်အသုံးစရိတ်တွေကိုသုံးစွဲမယ်လို့ကောင်းကောင်းစီမံခန့်ခွဲပြီးတော့ငွေပိုလို့ရှိရင်လူတွေကမြုပ်နှံကြတယ်ရင်းနှီးမြုပ်နှံနဲ့စုဆောင်းမယ်လူရင်ကို့မှာ idea ကောင်းနေရှိတယ်ဒီလုပ်ငန်းတစ်ခုကိုမြုပ်နှံလိုက်ရင်အမျက်တည်ရမယ်ဆိုတာသိနေလို့ရှိရင်အဲ့ဒီအတွက်ရင်းနှီးမြုပ်နှံမှုလိုတဲ့ငွေကိုဒီချေတို့ဘယ်ကရှာမလဲလို့စဉ်းစားရတာပေါ့ဒါဆိုရှာဖွေတဲ့နီးလန်းတွေကအမျိုးမျိုးရှိတယ်အဲ့ဒီထဲမှာလည်းငွေချေးငှားခြင်းဆိုတာရှိပြန်တယ်ဒါဆိုငွေချေးငှားပြီးလုပ်ငန်းကိုတိုးအောင်ပွားအောင်လုပ်ခြင်းကလည်းလုပ်ငန်းအမြတ်ရရှိတဲ့အပြင်ရေရှည်ရပ်တည်နိုင်မှုအတွက်ဦးတည်တယ်ဒါကြောင့်မို့လို့အဲ့လိုချီးတဲ့အခါမှာလဲစီးပွားရေးလုပ်ငန်းသမားတယောက်အနေနဲ့ဆိုရင်သူ့မှာရှိတဲ့ရှိလိုက်တဲ့အရေးချင်းတွေကပထမဆုံးသူဟာစီကံရှိရမယ်ဝင်းနေတဲ့ငွေထက်ပိုပြီးတော့မသုံးချင်ပါနဲ့ဒါကြောင့်မို့လို့ထွက်ငွေအသုံးစရိတ်ကိုလည်းသူဟာတေချာကြည့်ရမယ်နောက်တစ်ခါသူဟာရေရှည်ရပ်တည်ဖို့စဉ်းစားရမယ်ရေတိုအမျက်ရတာကိုပဲမကြည့်ပဲနဲ့ long term ကိုကြည့်ရမယ်နောက်တစ်ခုကတော့သူဟာကိုယ်လုပ်ငန်းရဲ့ဘယ်လို risk တွေရှိတာလဲလုပ်ငန်းချဲ့တဲ့ business expansion လို့ပြောပေမဲ့ risk နဲ့ပတ်သက်ပြီးတော့အန်ဒီရတွေကိုသူတင်သိမြင်အောင်ခံမှန်းနိုင်ရမယ် risk management ကလည်းလိုပြန်တယ်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ကလည်းလက်ရှိဖြစ်ပေါ်နေတဲ့ခေတ်နဲ့အညီလဲ market ကိုမျက်ခြေမပြတ်ကြည့်နိုင်ရနောက်တစ်ခုကသူ့ရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ဒီခုနငွေချေးထားလို့ရှိရင်လေသူဟာတာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိရမယ်ကိုချီးထားတဲ့ငွေကိုပြန်ဆက်နိုင်အောင် business plan ရှိရမယ်အတိုးကိုလည်းပုံမှန်ပေးနိုင်ရမှာဒါမှသာစီးပွားရေးလုပ်ငန်းသမားတစ်ယောက်အနေနဲ့သူဟာ investment တစ်ခုကိုတွေ့ပြီးဆိုရင်ငွေစုချင်းကနေပြီးတော့ရင်းနှီးမြှုပ်နှံမှု investment ကိုအသွင်ပြောင်းနိုင်တယ်လို့အဲ့ဒီ investment ကနေထွက်ပေါ်လာတဲ့ return တွေကသူ့ရဲ့ငွေစုဆောင်းမှုဘက်ကိုပြန်သွားပြီး financial freedom ဖြစ်မှာပေါ့အမိခိုကင်းသူများကိုပြီးကိုစရာမလိုဘဲနဲ့လုပ်ငန်းကြီးကြီးထွားလာမယ်လို့ဒီချက်ကတော့အကြံပြုချင်ပါတယ်